Hey မှားပြောမိရင်ကိုကောင်လေးနဲ့ပြဿနာတက်သွားနိုင်တဲ့ grammar လေးနှစ်ခုကိုရှင်းပြပေးမယ်နော် 자기야 자꾸 전화가 오는데 누구야? 어? 그냥 냅둬 사귀던 남자야 이제 와서 뭐 같이 영화 보자 뭐? 사귀던 남자? 나 말고 사귀는 남자 또 있어? 아닌데 အဲ့တော့어였던 grammar လေးကိုစပြီးကြည့်ကြအောင်နော်어였던 grammar လေးကိုဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်အရှိတုန်းကဒီအတိတ်ကာလမှာလုံးဝပြီးပြတ်သွားတဲ့ကိစ္စအခုလက်ရှိမှာလည်းလုံးဝမလုံနေဘူးပေါ့နော်အတိတ်တုန်းကလုံးဝပြီးပြတ်သွားတဲ့ကိစ္စကိုပြောတဲ့အခါမှာသုံးတယ်예문 한번 볼게요 우리 어릴 때 다녔던 학교는 변함없이 그대로 있네요 우리 어릴 때 다녔던 학교는 변함없이 그대로 있네요 어릴 때 다녔던 학교 ဆိုတော့ငယ်ငယ်တုန်းကတက်ခဲ့တဲ့အကြောင်းအခုလက်ရှိမှာလည်းတက်မနေဘူးအကြောင်းပြီးသွားပြီတိတ်ကလုံးဝပြီးပြတ်သွားတဲ့ကိစ္စတွေကိုပြောတဲ့အခါမှာသုံးတယ်또 예전에 마음이 따뜻했던 사람이 어떻게 변할 수 있니? 예전에 마음이 따뜻했던 사람이 어떻게 변할 수 있니? အရင်တုန်းကစိတ်နှလုံးသားနူးညံ့ခဲ့တဲ့နှွေးထွေးခဲ့တဲ့လူတစ်ယောက်ကဘယ်လိုဖြစ်ပြီးဒီလောက်တော့မှပြောင်းလဲသွားရတာလေပေါ့နော်အဲ့တော့ပြောချင်တာကဒီအရင်တုန်းကစိတ်ထားနှွေးထွေးတယ်ဆိုတဲ့သူတစ်ယောက်ကအရင်တုန်းကသူဖြစ်ခဲ့တဲ့သူ့ရဲ့စိတ်ထားအခုလက်ရှိမှာသူက88ဆက်လူဖြစ်သွားပြီနှလုံးသားမရှိတဲ့သူဖြစ်သွားပြီဒီလိုမျိုးပြောချင်တဲ့အခါမျိုးနော်အဲ့တော့အရင်တုန်းကဖြစ်ပျက်ခဲ့တယ်အခုလက်ရှိမှာအဲ့ဒီဥစ္စာလုံးဝမဖြစ်နေဘူးဆိုတဲ့အချိန်မှာတုံးနေပေါ့နော်또 옛날에 맛집 중에 하나였던 식당이 이제 사람 별로 없네요. အရင်တုန်းက 맛집 중에 အရသာရှိတဲ့ဆိုင်တွေထဲမှာ하나였던တစ်ခုဖြစ်ခဲ့တယ်အရင်တုန်းကအရသာရှိတဲ့ဆိုင်တွေအများကြီးထဲမှာတစ်ခုဖြစ်ခဲ့တဲ့식당စားတောက်ဆိုင်ကတဲ့이제အခုဆိုလို့ရှိရင်사람이 별로 없네요. လူတွေတိတ်မရှိတော့ဘူးเนาะဒါအရင်တုန်းကဒီစားတောက်ဆိုင်ရဲ့ဖြစ်ရက်ကလူတွေကြိတ်ကြိတ်တိုးနဲ့အရန်ကိုရတာရှိပြီးတော့တန်းစီခဲ့ရတဲ့ဆိုင်တစ်ဆိုင်ဖြစ်ခဲ့တယ်အခုလက်ရှိမှာအဲ့လိုမျိုးမဖြစ်နေတော့ဘူးဆိုတဲ့အခါမျိုးမှာတုံးတယ်ဒီလိုဖြစ်ခဲ့တော့ဆိုတော့하나였던ဖြစ်ခဲ့တော့ဆိုတဲ့ပုံစံမျိုးနဲ့တုံးတယ်เนาะဒါဆိုလို့ရှိရင်နောက်ထပ်သူနဲ့စင်တူတဲ့ tom ဆိုတဲ့ grammar ကိုကြည့်ကြည့်အောင်เนาะအဲ့တော့ tom ဆိုတဲ့ grammar လေးကိုဘယ်လိုနေရာမှာသုံးလဲဆိုလို့ရှိရင်သူ့ရဲ့အဓိပ္ပာယ်က do ဆိုတဲ့အဓိပ္ပာယ်ပဲပေါ့เนาะဒါပေမဲ့သူကကြတော့အတိတ်ကာလမှာလည်းလုပ်ခဲ့တယ်အခုလက်ရှိအထိလည်းအဲ့ဒီအလုပ်ကိုဆက်ပြီးတော့လုပ်နေထုံးပဲလုပ်လာဆဲပဲဆိုရဖြစ်တဲ့အချိန်တွေမှာသုံးရပေါ့နော်အဓိပ္ပာယ်တိတိကျကျလေးဖတ်တာပြန်ရမယ်ဆိုရင်ဒေါ်ဆိုတာထက်ကိုလုံနေကြစားနေကြဒါမျိုးလုံလက်စသွားလက်စဒီလိုမျိုးအရင်တော့ကလည်းလုံနေတယ်အခုလက်ရှိလည်းလုံနေထုံးပဲဆိုတဲ့အခြေအနေမျိုးမှာသုံးတယ်ဒါဆိုဥမာစာကြောင်းလေးကြည့်ကြည့်အောင်နော်내일 하던 일인데 뭐 힘들지 않아요နေ့တိုင်း하던 일인데လုံနေကြအလုပ်တွေပဲအရင်တော့ကလည်းလုံနေတယ်အခုထိလည်းဒီလုပ်တွေကိုလုံနေထုံးပဲအဲ့လိုမျိုးလုံနေကြအလုပ်လို့ဖတ်တာပြန်လို့ရတယ်နေ့တိုင်းလုံနေကြလုပ်တွေပဲမပင်ပန်းပါဘူးဒါမျိုးပြောတဲ့အခါမှာသုံးတယ်또 아무리 늦어도 타던 버스만 타고 싶어요. ဘလောက်ပဲနောက်ကျနေပါစေ타던 버스만 타고 싶어요. စီးနေကြဘတ်စကားပဲစီးချင်တယ်အဲ့တော့အရင်တုန်းကလည်းဒီနံပါတ်ကိုပဲစီးလာခဲ့တယ်အခုလည်းဒီနံပါတ်ကိုပဲဆက်လက်ပြီးတော့စီးနေသေးပဲဒီလိုမျိုးအတိတ်ကာလဆိုလည်းဟုတ်တယ်အခုလည်းရှိထီလုံးနေတဲ့ဟာမျိုးဆိုလည်းဟုတ်တယ်ဒီလိုမျိုးမှတော့စီးနေကြဘတ်စကားပဲစီးချင်တယ်ရောဘုန်းလည်းဒီလိုမျိုးဖြစ်ဖူးမှာပေါ့နော်ကိုပြင်သွားလို့ဘတ်စကားစီးတဲ့အခါမှာဆိုရင်ကိုစီးနေကြကားကိုစီးနေကြနံပါတ်ကိုပဲစီးချင်တယ်ဒီလိုမျိုးပေါ့နော်또 제가 마시던 커피예요. 잠깐 갔다 올 테니까 버리지 마세요. 마시던 커피. အဲ့တော့တောက်လက်စကော်ဖီလို့ပြောချင်တာဒီနေရာမှာကျတော့စောနာကလည်းတောက်နေတယ်အခုထိလည်းအဲ့ကော်ဖီကတောက်လို့မပြီးသေးဘူးဆက်ပြီးတော့တောက်အောင်မယ်ဒါပေမဲ့ခဏလောက်갔다 올 테니까သွားပြီးတော့ပြန်လာခဲ့မယ်တနေ့ရာသွားပြီးတော့ပြန်လာခဲ့မှာမဟုတ်လို့ဒီကော်ဖီကိုမပစ်လိုက်ပါနဲ့လို့ပြောလိုက်တာเนาะအဲ့တော့ဒီကော်ဖီကအတိတ်မှာတောက်ပြီးသွားတဲ့ကော်ဖီလည်းမဟုတ်ဘူးအခုလက်ရှိလည်းဆက်ပြီးတော့တောက်အောင်မှာလုံနေသေးပဲဆိုတော့ကာလအချိန်ကိုပြောတယ်ပေါ့နော်အဲ့တော့တောက်လက်စလို့ဘာသာပြန်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒီနေရာမှာပေါ့နော်အဲ့တော့တောက်နေကြဆိုတာတောက်လက်စပါလားဒီ grammar လေးကကြတော့သူ့ရဲ့ဒီအရှိတောင်စာကြောင်းတွေကိုလိုက်ပြီးတော့နော်နည်းလေးဘာသာပြန်ရတာအပြောင်းလေးတော့ရှိမယ်အတိအမှတ်လို့တော့မရဘူးပေါ့နော်ဆိုတော့ထုံးနဲ့အောက်ရောထုံးနဲ့ထုံး grammar တွေကဒီလိုမျိုးကွာခြားပါတယ်အဲ့တော့စင်တူလေးအဓိပ္ပာယ်ကလည်းဒေါ်ဆိုတဲ့ပုံစံလေးဖြစ်တယ်ဆိုပေမဲ့သူ့ရဲ့သုံးနှုန်းပုံကတော့လုံးဝကွာခြားတယ်ဒါလေးကိုသိထားရမယ်ပေါ့နော်미안해 사귀었던 남자라고 해야 되는데 뭐 잘못 샀네 그냥 전 남친이라고 했지 왜 말을 그렇게 해 놀래라 에이 나 진짜 너밖에 없는 건 몰라?